ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်လက်ရှိသုံးနေတဲ့ video editing software 3မျိုးအကြောင်းကိုပြောပြသွားပါမယ်။နံပါတ်1အနေနဲ့ကျွန်တော်ရဲ့ favorite tool လေးဖြစ်တယ်လို့ကျွန်တော်အဓိကသုံးဖြစ်နေတဲ့ software DaVinci Resolve ဖြစ်ပါတယ်။ဒီ software ကိုအဓိကသုံးဖြစ်ရတဲ့အကြောင်းရင်းကတော့ all-in-one ဖြစ်တာရဲ့နောက်ပြီးဒီ software တစ်ခုတည်းမှာတည်း video editing လုပ်မလား motion graphic လုပ်မလား color grading လုပ်မလားအဆုံးပေါ့နော်။နောက်ပြီးသူ့ရဲ့ UI ကလည်းရိုးရှင်းတဲ့အပြင် pay and var တဲ့ effect နဲ့ tool တွေကလည်းတော်တော်လေးကို powerful ဖြစ်တယ်လို့ပြောလို့ရတယ်။အဲဒါကြောင့် DaVinci Resolve ကိုနံပါတ်1 main အနေနဲ့သုံးဖြစ်တာပါ။ဒုတိယတစ်ခုအနေနဲ့ကတော့Filmora ဖြစ်ပါတယ်ဒီ software ကတော့ blog တွေ edit လုပ်ဖို့နဲ့ gaming video တွေ edit လုပ်ဖို့တော်တော်လေးကိုအဆင်ပြေလို့ပြောရမယ်ကျွန်တော်ရဲ့ short video တွေဆိုလို့ရှိရင်ဒီ software နဲ့ပဲ edit လုပ်တာပါဒီ software ကိုသဘောကျတဲ့အဓိကအချက်ကတော့သူ့မှာပါတဲ့ effect တွေနဲ့ transition ရောက်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ short video တွေဆိုလို့ရှိရင်ဒီထက်မှာ edit လုပ်ပြီးတော့မှ DaVinci Resolve ကိုပြောင်းသုံးတာမျိုးရှိရပါတော့အဲဒါကြောင့် video edit ကိုပေါ်ပေါ်နဲ့ခေါင်းစားမခံပဲ edit လုပ်ရှင်နေဆိုလို့ရှိရင်တော့ဒီ software ကရွေးချယ်တဲ့ဆုံး software တွေကတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့CapCut PC version ဖြစ်ပါတယ်ဒီ software ကလည်းကျွန်တော် edit လုပ်တဲ့မှာဖြစ်သုံးနေကြ software တစ်ခုပဲဖြစ်ပါတယ်ဒီ software မှာကျွန်တော်အဓိကသုံးဖြစ်တဲ့ feature ကတော့ auto caption ပါဒီလို set တွေထိုးဖို့ကိုအဓိကသုံးဖြစ်ပါတယ်ဒီ software မှာဒီချိန်မိုက်တဲ့ function လေးရှိပါသေးတယ်အဲ့ဒါတွေက pro version ပေးရတာမလို့ကျွန်တော်ဒီမှာထည့်မပြောတော့ပါဘူးဒီ video ကတော့ကျွန်တော်လက်ရှိ video editing မှာသုံးနေတဲ့ software တွေနဲ့အဲ့ software မှာပါတဲ့ function တွေအကြောင်းပဲဖြစ်ပါတယ်နောက်ထပ် video editing နဲ့ပတ်သက်တဲ့ knowledge sharing video တွေကိုကျွန်တော်ရဲ့ YouTube channel မှာတင်ပြသွားမှာမို့ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပြီးတော့ notification ထားလို့ရပါတယ်ဒီ video ကတော့ဒီလောက်ပါပဲနောက် video မှာပြန်တွေ့ကြပါမယ်